ခိုရှိမီရဲ့ထက်တန်းကျောင်းကအသက်15နှစ်အရွယ်နာခါမူရာဆိုတဲ့ကောင်လေးကကျောင်းတစားနှစ်မှာပဲဟီယိုဆဲဆိုတဲ့ကောင်လေးကိုတစ်ဖက်သက်သဘောကျနေပါတယ်ဟီယိုဆဲကိုစတွေ့ခဲ့တဲ့အချိန်ကတော့ဝင်ဝင်အခမ်းအနားပွဲမှာဖြစ်ပြီးအားလုံးထဲမှာကွဲထွက်နေတဲ့သပင်းနီညိုရောင်ဝိုင်းဆက်နေတဲ့မျက်လုံးတွေနဲ့ပြုံးလိုက်ရင်တောက်ပသွားတဲ့အပြုံးလေးတွေကိုမြင်မြင်ချင်းချစ်မိသွားတာဖြစ်ပါတယ်ဒါပေမဲ့တလားကျသွားတဲ့အထိတစ်ခါမှစကားမပြောဘူးသေးသလိုမျက်လုံးချင်းအကြည့်ဆုံမှုတောင်မနှဲလုံးနေခဲ့ရပါတယ်အဲ့ဒါကြောင့်ဒီနေ့မှာတော့တငယ်ချင်းဖြစ်အောင်လုပ်မယ်ဆိုပြီးစကားသိချပြောဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်ဒီလိုနဲ့ကြောင်းစင်းတဲ့အချိန်စကားတော့ပြောမယ်ဆိုပြီးအခြေအနေစောင့်ကြည့်နေတော့ဟီယိုဆဲရလည်းစာမပြီးသေးလို့ဆိုပြီးမပြန်မဲစာထိုင်လုံးနေခဲ့ပါတယ်နာခါမူရာကတော့ဟီယိုဆဲနဲ့စကားပြောဖို့တလားလုံးလုံးပြင်ဆင်ထားတာမို့အဆင်ပြေမှာပါဆိုပြီးသူ့ကိုယ်သူအားပေးနေခဲ့ပါတယ်အဲ့ဒီအချိန်ဟီယိုဆဲကိုတငယ်ချင်းကအတူတူပြန်အောင်ဆိုပြီးလာခေါ်ပေမဲ့ဟီယိုဆဲကတော့ခဏဆောင်ဆိုပြီးစာအုပ်ပဲသိမ်းမေးလုံးနေခဲ့ပါတယ်စိတ်ကူးထဲမှာတိုင်းရင်ဆောင်နေခဲ့တဲ့နာခါမူရာကတော့ဟီယိုဆဲနာကိုသွားပြီးကော်ဖီဆိုင်အတူတူထိုင်အောင်ဆိုတဲ့စကားကိုပြောလိုက်ပါတယ်ဟီယိုဆဲကလည်းသွားကြမယ်လို့ပြန်ပြောလိုက်ပေမဲ့တကယ်တမ်းကျစိတ်ကူးတက်တာဖြစ်နေခဲ့ပါတယ်ဟီယိုဆဲတငယ်ချင်းအပြင်ထွက်သွားချိန်မှာတော့နာခါမူရာလည်းစကားပြောမယ်ဆိုပြီးဟီယိုဆဲနာကိုရှောက်လာပါတယ်အဲ့ဒီအချိန်ဟီယိုဆဲရဲ့ခက်ပြက်ကရုတ်တရက်ပြုတ်ကျလာတဲ့အကြောင်းနာခါမူရာတယောက်မွေကိုတွေးလိုက်ရသလိုလက်ဖြတ်သွားပြန်ပါတယ်ခဲပြက်ကိုသွားကောက်ပြီးစကားပြောရမယ်လို့တွေးလိုက်ပေမဲ့သူ့ခန္ဓာကိုယ်ကမရွေ့ရကြောင်းဟီယိုဆဲရပဲခဲပြက်ကိုကောက်ယူသွားပါတယ်နာခါမူရာလည်းဘာကြီးကြောင်းနေရလဲဆိုပြီးရှေ့ဆက်သွားလိုက်ပေမဲ့ဟီယိုဆဲအကျိုးဆက်နာအောင်မြင်တော့မပြောရတော့ပဲထိုင်ကုန်မှာပြန်ထိုင်လိုက်ပါတယ်အဲ့ဒီအချိန်ဟီယိုဆဲတငယ်ချင်းတွေကမပြီးသေးဘူးလားဆိုပြီးလာမေးရနဲ့ဟီယိုဆဲလည်းခဏနေပြီးပြီဆိုပြီးပြန်ပြေးနေပါတယ်ဒါကိုကြတော့နာခါမူရာလည်းသူ့မျက်မျက်မလှုပ်ရှားရင်ဟီယိုဆဲပြန်တော့မယ်ဆိုတဲ့စိတ်နဲ့အနားကိုရောက်အောင်သွားလိုက်ပါတယ်နာမည်ခေါ်ပြီးစကားပြောမဲ့အချိန်မှာပဲစာပြီးသွားတဲ့ဟီယိုဆဲကမတက်ကောက်ရလိုက်တာကြောင့်နာခါမူရာတယောက်ကြောင်သွားခဲ့ပါတယ်နောက်တော့နှစ်ယောက်သားအကြည့်ချင်းမှဆုံသွားတာကြောင့်လက်ဖြတ်ပြီးအခန်းထဲကနေထွက်ပြေးသွားပါတယ်နာခါမူရာလည်းဟီယိုဆဲရှေ့ကိုရောက်ရင်ခေါင်းထဲမှာစီစဉ်ထားသမျှအကုန်ပလာရဲ့ကြီးဖြစ်ကုန်တာကြောင့်ဘယ်လိုလုပ်ရမလဲဆိုပြီးတိုင်ပတ်နေခဲ့ပါတယ်ဟီယိုဆဲအခန်းထဲကထွက်သွားတဲ့အချိန်ရုတ်တရက်လွယ်ထဲကနေလက်ကင်ဘွားလေးပြုတ်ကျလာပါတယ်နာခါမူရာလည်းအခွင့်ကောင်းပဲဆိုပြီးလက်ကင်ဘွားကိုပြေးကောက်ပြီးပေးလိုက်ပေမဲ့ထုံးစံအတိုင်းစိတ်ကူးပဲဖြစ်နေခဲ့ပါတယ်စိတ်ကူးထဲမှာအကုန်အစင်ချောနေခဲ့ရကြောင်းအဲ့ဒီအတိုင်းပဲလုံးမဲ့ဆိုပြီးပြင်နေတော့မှပဲအတန်းမော်တယောက်ကလက်ကင်ဘွားကိုမြင်သွားခဲ့ပါတယ်ဒါနဲ့ဟီယိုဆဲကိုလမ်းခေါ်ပြီးကောက်ပေးမလို့ပြင်နေရအောင်နာခါမူရာမြင်သွားပြီးအလူမခံနိုင်တာနဲ့ပြီးသွားပါတယ်နောက်တော့အတန်းမော်လက်ထဲရောက်ခံနေတဲ့ဘဝကိုခြေထောက်နဲ့ဖိထားလိုက်ပြီးသူကိုယ်တိုင်ပဲယူပေးလိုက်ပါတယ်အားလုံးလည်းသူ့ရဲ့ပြုမှုကြောင့်ကြောင်သွားကြသလိုသူကိုယ်တိုင်လည်းဒီလိုလုပ်လိုက်တာအမုန်းခံရတော့မှလားဆိုပြီးပောက်ကွဲနေခဲ့ပါတယ်ဒါနဲ့ထုံးစံအတိုင်းသူ့အခန်းထဲမှာမွေးထားတဲ့ရေပွဲကိုရင်ဖွင့်လိုက်တော့ရေပွဲကလက်ကိုမှန်မော်တင်ပြီးအားပေးလိုက်ပါတယ်ဒီတော့မှအချိန်ကြီးအများကြီးကျန်သေးရဲ့ဆိုတာကိုမြင်လာသလိုတငယ်ချင်းဖြစ်အောင်လုပ်မယ်ဆိုပြီးလည်းအားမွေးလိုက်ပါတယ်ဒီလိုနဲ့ကျောင်းဖွင့်ရက်မှာတော့ဟင်းချက်အတန်းရှိရနဲ့ကျောင်းသားတွေအလုံးအတန်းထဲမှာကိုစီချက်ဖို့ပြုတ်ဖို့လုပ်နေခဲ့ကြပါတယ်နာခါမူရာကလည်းအေဘရွန်ဝင်ထားတဲ့ဟီယိုဆဲရဲ့ချစ်စရာကောင်းတဲ့ပုံစံကိုကြည့်ပြီးသူတို့လက်ထပ်ကြတဲ့အခါကျရင်လည်းဒီလိုပဲများလားလို့စိတ်ကူးရင်နေခဲ့ပါတယ်အဲ့ဒီအချိန်တာဝန်ကျဆီယာမကိုကျောင်းကြီးကလာခေါ်တာကြောင့်ဆီယာမလည်းဓာတ်ရည်မီရည်နဲ့ပတ်သက်တာတွေမလုပ်ဖို့မှပြီးထွက်သွားပါတယ်အဲ့ဒါကြောင့်အားနည်းရဲ့ကျောင်းသားတွေလည်းဘာလို့ရမှန်းမသိဖြစ်နေတဲ့အချိန်အခန်းထဲမှာတောင်းတင်နေတဲ့ရေပွဲရှင်တွေကိုတွေ့သွားခဲ့ကြပါတယ်အားလုံးကရေပွဲရဲ့ပုံစံကိုကြည့်ပြီးကြက်သိမ်းထားနေကြပေမဲ့ရေပွဲကြောင့်ကျဉ်ညက်နေတဲ့နာခါမူရာကတော့ကောက်ကင်ပြလိုက်ပါတယ်ဒါအောင်မြင်တော့ဟီယိုဆဲကလည်းကျန်တဲ့တကောင်ကိုကိုင်လိုက်တာကြောင့်အားလုံးလည်းတန်အန်တော်နဲ့ဟီယိုဆဲနာကိုဝိုင်းသွားကြပါတယ်အဲ့ဒီအချိန်ရုတ်တရက်ဟင်းချက်အတန်းမှာရေပွဲရှိနေတာဒီရေပွဲတွေကိုဟင်းနဲ့ထက်ချက်ရမှာလားဆိုတဲ့အတွေးတွေဝင်လာကြပါတယ်အဲ့ဒါကြောင့်ကျောင်းသားတွေကလည်းဒီလောက်ချစ်စရာကောင်းတဲ့အကောင်တွေကိုမတက်ရပါဘူးဆိုပြီးဆီယာမမသိခင်လှုပ်ပေးဖို့စီစဉ်ကြပါတယ်ဒါပေမဲ့အတန်းချင်းဖြစ်နေတော့အပြင်လဲသွားလို့မရတဲ့အကြောင်းလောလောဆယ်မှာဆီယာမမမြင်အောင်ဖွက်ထားခဲ့ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါနဲ့ရေပွဲတွေကိုအဲ့ဒီအချိန်အထိအသက်ရှင်နေအောင်ရေစိမ်ထားလိုက်မယ်ဆိုပြီးရေချိုးထွက်တဲ့ပိုက်ကိုဖွင့်ဖို့လုပ်လိုက်ပါတယ်ဒါအောင်မြင်တော့နာခါမူရာလည်းရေချိုးနဲ့ဆိုရင်ရေပွဲတေးလိုက်မယ်ဆိုပြီးအလန်တကြားနဲ့အော်ပြောလိုက်ပါတယ်ဒီလိုနဲ့ပဲမရည်ရွယ်ထားတဲ့အချိန်ကြတော့မှဟီယိုဆဲနဲ့စကားပြောပြသွားခဲ့ရကြောင်းသူ့ကိုယ်သူလည်းမယုံနိုင်လောက်အောင်တုံ့လုံးနေခဲ့ပါတယ်အဲ့ဒီအချိန်တခြားဆရာတရားဝင်လာပြီးကျောင်းသားတွေစုယုံနေတာကိုမြင်တော့ဘာလဲဆိုပြီးအတင်းလိုက်ကြီးရာကနေရေပွဲတွေကိုမြင်သွားခဲ့ပါတယ်အဲ့တော့မှဆရာကရေပွဲတွေကိုတတ်ဖို့မဟုတ်ပဲလေးလာကိုထားထားဖြစ်ကြောင်းရှင်းပြရင်ရေပွဲနေလို့ရအောင်မှတခါရေးစီစဉ်ပေးသွားခဲ့ပါတယ်အဲ့နောက်ဆီယာမပြန်ဝင်လာရတဲ့ကျောင်းသားတွေလည်းထုံးစံအတိုင်းချက်ပြုတ်နေကြတဲ့အချိန်နာခါမူရာတယောက်ကတော့ငုတ်တုတ်ထိုင်နေခဲ့ပါတယ်သူနာကိုဟီယိုဆဲရောက်လာချိန်မှာတော့ပြာရခက်နေခဲ့ပေမဲ့ဟီယိုဆဲကတော့နာခါမူရာကျေးဇူးနဲ့ရေပွဲတွေအသက်ရှင်သွားလို့ကျေးဇူးတင်တယ်ဆိုပြီးပြောလာပါတယ်နောက်ပြီးရေပွဲကိုကင်မှုတာဒါပထမဆုံးပဲလို့ပြောရင်ရေပွဲဆုပ်သွားတဲ့လက်ကအဆက်လေးတွေကိုကြည့်ရင်ရင်နေခဲ့ပါတယ်အဲ့ဒီအချိန်နာခါမူရာကတော့ဒါအခွင့်ကောင်းပဲဆိုပြီးတငယ်ချင်းလောက်ရအောင်ဆိုတဲ့စကားကိုပြောဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့ကွက်တီမှာပဲရေပွဲတစ်ကောင်ကျန်နေခဲ့တာကိုဟီယိုဆဲကမြင်ပြီးအလန်တကြားနဲ့ကောက်ကန်လိုက်ပါတယ်နောက်တော့မှခုနကတော့နာခါမူရာတခုခုပြောပြင်လိုက်တာလားဆိုပြီးမေးကြည့်ပေမဲ့နာခါမူရာကတော့မဟုတ်ဘူးလို့ပဲပြန်ပြောလိုက်ပါတယ်
အဲ့ဒီအချိန်မှာပဲရေပွဲကသူ့ရဲ့ညီကြီးတွေကိုနာခါမူရာရဲ့မျက်နှာစီကိုပြန်ပစ်လိုက်ပါတယ်မျက်နှာတစ်ခုလုံးညစ်ပတ်သွားတာကိုကြည့်ပြီးဟီယိုဆေးကခွတ်ထိုးခွက်လန့်ရနေခဲ့ရကြောင်းနာခါမူရာလည်းသူကြိုက်နေတဲ့သူကိုပြောင်းအောင်လုပ်နိုင်ခဲ့ရပဲဆိုပြီးကြံပန်ကုန်ယူနေခဲ့ပါတယ်